acute angle closure glaucoma နဲ့ open angle glaucoma တွေမှာပါနေတဲ့ angle ဆိုတာဘာကိုပြောတာလဲဒီနေရာကိုသိတယ်လို့နဲ့သိမသိတာမျိုးဖြစ်နေတတ်ပါတယ်ဒီအကြောင်းရှင်းရှင်းလင်းလင်းနားလည်ဖို့အတွက်တော့ eye anatomy နဲ့ physiology ကိုသိမှဖြစ်မှာပါဒီဗီဒီယိုထဲမှာတော့ကျွန်တော်အသေးစိတ်ပြောပြထားပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာကျော်စိုးမိုးပါ UKMLA trainer တယောက်ပါကျွန်တော်တို့ရဲ့ eye ball မှာ layer 3ခုရှိပါတယ်အပြင်ဆုံးလောကြတော့ fibrous layer လို့ခေါ်တယ်အလယ်မှာကျတော့ eye တစ်ခုလုံး blood supply ပေးမဲ့ vascular layer ရှိတယ်အတွင်းဆုံးမှာကျတော့အလင်းကိုလက်ခံပေးမဲ့ retina ရှိတယ် neural layer ရှိနေပါတယ်အဲ့တော့ eye fibrous layer မှာအရှိတ်ဖက်နေရာလေးမှာအလင်းရောင်ဖောက်ဝင်နိုင်အောင် transparent ဖြစ်နေရပါတယ်ဒီနေရာလေးကိုကျွန်တော်တို့က cornea လို့ခေါ်တယ်မြန်မာလိုတော့မျက်ကြည်ပါအင်္ဂလိပ်လိုတော့ cornea ပေါ့နော် cornea inflammation ဖြစ်ရင်တော့အဲ့ဒါကို keratitis လို့ခေါ်ပါတယ်အဲ့ဒါကြောင့် fibrous layer မှာဒီဖြူနေတဲ့နေရာလေးက sclera ဖြစ်ပြီးတော့ transparent ဖြစ်တဲ့နေရာလေးကတော့ cornea ဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကတော့ sclera နဲ့ cornea ကတစ်ဆက်တည်းပါအိုင်းကအပြင်အခေါ်ကြီးပဲတက်တက်ဆိုရင်လီမထိုးထားတဲ့ဘောလုံးလေးလိုရှုပ်တွနေမှာပါအဲ့ဒါကြောင့်ကျွန်တော်တို့ကအိုင်းရဲ့အတွင်းဘက်ကိုအရည်နဲ့ဖြည့်ထားရပါတယ်ဘလို့အရည်လဲဆိုတော့အရည်ပြစ်ကြီးတွေ gel လိုမျိုးအရည်တွေပါတဲ့ vitreous humor နောက်တစ်ခုကရေလိုမျိုးအရည်ကြဲကြဲတွေရှိတဲ့ aqueous humor ဒီအရည်တွေကအိုင်းထဲက pressure ကိုထိန်းထားပေးပါတယ်ဒီ pressure ကို intraocular pressure လို့ခေါ်ပါတယ်တကယ်တော့ vitreous humor ကကြတော့ဒီအရည်ပြည့်တွေဖြစ်တဲ့အတွက်အပြောင်းလဲသိပ်လို့မရဘူးအဲ့ဒါကြောင့် homeostatic mechanism တွေကအရှိက aqueous humor ကိုပဲအဓိကထိန်းချုပ်ပါတယ်အဲ့ဒါကိုဘယ်လိုထိန်းချုပ်လဲဆိုတော့ကျွန်တော်နောက်မှာပြောပြပါမယ်ကျွန်တော်တို့အခု eye ကိုရှေ့ကနေကြည့်မယ်အဲ့ဒီမှာ transparent ဖြစ်တဲ့နေရာလေးက cornea ဖြူနေတဲ့နေရာလေးက sclera cornea transparent ဖြစ်နေတော့ cornea အနောက်မှာရှိတဲ့ structure တွေကိုမြင်နေရပါတယ်ဒီမှာအလယ်က wine လေးကကြတော့ကျွန်တော်မီးနဲ့ထိုးကြည့်နေကြ pupil ဖြစ်ပါတယ်pupil ဘေးက structure လေးတော့တစ်ခါလေးနာမည်မေ့နေတတ်တယ်အဲ့ဒါကြတော့ iris ပါပြီးတော့ကျွန်တော်တို့ eye မှာအရှိဆုံးကနေပြီးတော့ phone screen guard လို့ကတ်ထားတဲ့အလွှာလေးတစ်ခုရှိသေးတယ်ဒီလွှာလေးကြတော့ conjunctiva လို့ခေါ်တယ်မျက်စိနာရင်ဒီလွှာလေးကရောင်နေတာပါ conjunctivitis ကျွန်တော်တို့အခု eye ကိုတောင်လိုက်ခွဲပြီးတော့ကြည့်ထားတဲ့ပုံပေါ့နော်အဲ့ပုံကြည့်မယ်ဘာတွေ့ရမလဲဆိုတော့ရှေ့ဆုံးမှာ cornea transparent ဖြစ်နေတဲ့အပိုင်းလေးပြီးရင် aqueous humor ရှိမယ်ပြီးရင် iris ရှိမယ်ဒီမှာ pupil အပေါက်လေးရှိမယ်သူ့ရဲ့အနောက်မှာတော့ lens man blue ရှိမယ်ပေါ့နော်ဒီ man blue ကအပြန်လာတဲ့အလင်းတွေကိုသူကစုပေးမယ်ပုံရိပ်ဖော်ပေးမယ်ဒီပုံရိပ်က retina ပေါ်မှာကြာမယ်ပေါ့နော်ပြီးတော့အဲ့ lens ကအဲ့လိုသူ့ရဲ့ lens ကိုအတူရှည်ပြောင်းလို့ရတယ်အဲ့လိုမျိုးပြောင်းအောင်ကျွန်တော်တို့က ciliary muscle လေးတွေထိန်းချုပ်ထားတယ်ဒီလိုလုပ်ခြင်းအဖြစ်ကျွန်တော်တို့ပုံရိပ်ကို focus မိအောင်ချိန်နိုင်မယ်ပေါ့နော်ကင်မရာနဲ့အတူတူပါပဲဒါပေမဲ့ကင်မရာမှာကျတော့ lens ရဲ့အရွယ်အစားကိုပြောင်းတာမျိုးမဟုတ်ဘဲနဲ့ lens ကိုရှေ့တိုးလိုက်နောက်ဆုတ်လိုက်လုပ်ပြီးတော့focus မိအောင်ချိန်တာမျိုးပေါ့နော်ကျွန်တော်တို့မျက်လုံးမှာတော့ပိုစစ်မြစ်ပါတယ်ပြီးတော့ဒီကနေရလာတဲ့ပုံရိပ်လေးကဘယ်မှာပေါ်မလဲဆိုတော့ဒီ retina မှာပေါ်မယ်ဒီပုံမှာ retina ကိုလည်းမြင်နေရတာပေါ့နော် retina ပေါ်မှာကျွန်တော်တို့photoreceptor တွေဖြစ်တဲ့ rods တွေ cones တွေရှိမယ်ပေါ့နော်ဒီ photoreceptor တွေကနေထွက်လာတဲ့ nerve fiber လေးတွေအကုန်လုံးစုပြီးတော့ optic nerve ဖြစ်ပြီးတော့အနောက်ကိုရောက်သွားပါတယ်optic nerve နောက်ပိုင်းမှာဘာဖြစ်မလဲဆိုတော့ကျွန်တော်visual ပတ်ဝေး video မှာတေးချာချာပြောထားပြီးပြီဖြစ်ပါတယ် okay ကျွန်တော်အခုအရေးကြီးဆုံးပိုင်းပြောတော့မယ်အဲ့ဒါကမျက်လုံးထဲမှာရှိတဲ့ intraocular pressure ကိုဘယ်လိုထိန်းချုပ်မလဲပေါ့နော်အဲ့လိုထိန်းချုပ်ဖို့အတွက်အရင်ဆုံး aqueous humor ဘယ်နာဖြစ်လာလဲဆိုတော့ကြည့်ရမယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ဒီ vascular layer ရဲ့စွန်နားလေးမှာပေါ့နော် ciliary body လေးရှိတယ်အဲ့ ciliary body လေးဆိုတာတကယ် capillary လေးပဲ capillary ဆိုတော့ဒီထဲကနေပြီးတော့ဒီ fluid တွေက filtration လုပ်လို့ရတာပေါ့နော်အဲ့လို filtration နည်းနဲ့ fluid တွေကို eye ရဲ့ interior chamber ထဲကိုထည့်လိုက်တယ်အဲ့ဒီထွက်လာတဲ့ fluid လေးတွေက flow ဖြစ်ပြီးတော့ရှေ့ကိုသွားတယ်သွားပြီးတော့ဒီလိုပြန်꿰ပြီးတော့ဒီနားမှာ vein လေးတစ်ခုရှိတယ်เนาะအဲ့မှာ canal of Klein ဆိုတာ vein လေးပဲ vein လေးကဒီ vein လေးကတကယ်တော့ဒီring ပုံစံလိုမျိုးရှိတာပေါ့เนาะဝိုင်းဝိုင်းလေးမျက်စိပတ်လည်မှာဒီလိုရှိမယ်ဒါပေမဲ့ cross section မှာကျတော့ဒီလိုမျိုးဟိုဟာလေးပဲအပေါက်လေးပဲမြင်ရတာပေါ့နော်ဒီ vein လေးထဲကိုဝင်သွားမှာအဲ့တော့ဒီ vein လေးရှိတဲ့နေရာလေးကအရေးကြီးဆုံးပဲဒီနေရာလေးကိုကျွန်တော်တို့က angle လို့ခေါ်တယ် angle ဆိုတော့ doubt ပေါ့နော်ဘယ် doubt ကိုပြောချင်တာလဲဆိုတာကြည့်လိုက်တော့
ဒီ iris နဲ့ cornea နဲ့ကြားတောက်အဲ့တော့ဒီနေရာကို iridocorneal angle လို့လည်းခေါ်တယ်ဒါပေမဲ့အလွယ်ပေါ့နော် angle လို့ပဲခေါ်ကြတာများပါတယ်ဒီနေရာလေးကအရေးကြီးတော့ကျွန်တော်အကြီးချက်ပြီးတော့ပြလိုက်မယ်ဒီမှာ iris လေးရှိတယ် cornea လေးရှိတယ်ဒီနာ angle နေရာလေးတောက်မှာဒီမှာ vein ရှိမယ်ဒီကနေပြီးတော့ဒီ vein ဖြစ်ပြီးတော့venous return အတိုင်းပဲဒီ fluid တွေကိုပြန်ပြီးတော့စုပ်သွားမှာပေါ့နော်ဒါပေမဲ့အခုဒီမှာဒီထက် fluid တွေကကြတော့ဒီ angle တွေဝင်ဖို့ဆိုရင်ဒီ trabeculate ဆိုတဲ့ layer လေးတစ်ခုဖြတ်ရသေးတယ်ဒီနေရာလေးကကျွန်တော်တို့ရေစစ်လိုမျိုးပေါ့နော် filter လုပ်ပြီးနေရာလေးဒီနေရာလေးကလည်းအရေးကြီးပါတယ် okay အဲ့ဆိုရင်ကျွန်တော် angle လေးတည်သွားပြီ aqueous humor fluid ကဘယ်လိုဖြစ်လာလဲတည်သွားပြီအဲ့ဒါကိုဘယ်လို regulate လုပ်လဲဆိုတာလည်းတည်သွားပါပြီ okay အဲ့ဒါဆိုရင်တကယ်လို့ဒီ angle နေရာလေးမှာကျင်းနေလို့ပဲဖြစ်ဖြစ်လောကပိတ်သွားတာပဲဖြစ်ဖြစ်ဒီလိုဖြစ်သွားခဲ့ရင်ဘာဆက်ဖြစ်မလဲအဲ့ဆိုရင် eye ထဲမှာfluid တွေကတော့ဇက်တိုက်ဝင်နေမယ်ဒါပေမဲ့ထွက်တဲ့အပေါက်မရှိတော့ဘူးအဲ့တော့ intraocular pressure ကတက်သွားပါမယ်ဒါကို increase intraocular pressure ဖြစ်တဲ့ခေါ်တယ်အဲ့ပြီးတော့အဲ့ဒီယောဂကိုကျွန်တော် glaucoma လို့ခေါ်လိုက်ပါတယ် okay glaucoma မှာ2မျိုးရှိတာပေါ့နော် angle ပွင့်နေတဲ့ open angle ရှိမယ် angle lower ပိတ်သွားတယ် acute angle closure glaucoma နဲ့ရှိမယ် acute angle closure glaucoma တော့လောက medical emergency ဖြစ်ပါတယ် okay နောက်တစ်ခုက glaucoma မှာနောက်ပြဿနာဘာရှိလဲဆိုတော့အဲ့လို pressure တက်လာခြင်းအပြင်ဒီ nerve လေးနေရာကိုလာပြီးတော့ဖိတယ်ဖိတဲ့အတွက်အဲ့ nerve ရဲ့ function ပြတ်တယ်ပေါ့နော်အဲ့ဒါကြောင့် blur vision တွေရခြင်းဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ဒီနေရာလေးပေါ့နော်အဲ့ retina နေရာလေးကိုကျွန်တော်တို့ကြည့်ချင်ရင် clinical မှာကြည့်ချင်ဘာသုံးလဲဆိုတော့ ophthalmoscope သုံးတယ် ophthalmoscope သုံးပြီးကြည့်ရင်ဒီလိုမျိုးတွေတွေ့ရမှာပေါ့နော်နောက် ophthalmoscope သုံးဖို့အတွက်ကျွန်တော် pupil ကိုလည်း dilate လုပ်ရသေးတယ်dilate ဖြစ်မဲ့ဆေးလေးထည့်ရမှာပေါ့နော်ဒါပေမဲ့ angle ပိတ်နေတဲ့ case မျိုးမှာဆိုရင်ဒီဆေးသုံးလို့မရထည့်လို့မရထည့် angle ပိုပိတ်သွားမှာနော်အဲ့တော့ acute angle closure glaucoma မှာဆိုရင်ကျွန်တော်စာမွေးမှာမေးရင်ophthalmoscope မကြည့်ရဘူးပေါ့နော် okay အခုဒီတွေ့ပြီပေါ့နော်ophthalmoscope findings လေးတစ်ချက်ပြောပြပါမယ်ဒီမှာ optic disc ရှိရယ်nerve လေးထွက်သွားတဲ့နေရာပေါ့နော် macula တွေ့ရတယ် blood vessel တွေ့ရတယ်ကျွန်တော်တို့ကအဲ့ဒီ normal ပုံလေးကိုမှတ်ထားရပါမယ်အဲ့ဒါမှာပဲ abnormal case တွေပေါ့နော် papillary edema လိုမျိုး retinal detachment လိုမျိုးအဲ့လိုမျိုး case တွေလာရင်detect လုပ်နိုင်မှာဖြစ်ပါတယ်အခုပြောပြခဲ့တဲ့ eye anatomy နဲ့ physiology အကြောင်းနားထောင်ပြီးတော့အကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်အခြားလူတွေလည်းသိသွားအောင် share ပေးလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေ